ပျော်ရွှင်ခြင်းတွေကနေပျော်ရွှင်ခြင်းတွေပေါက်ဖွာလာပါတယ်။စိတ်ညစ်ညူးစရာတွေကနေစိတ်ညစ်စရာတွေသာပေါ်ပေါက်လာတတ်တာကသဘာဝပဲဖြစ်ပါတယ်။ပျော်တယ်ဆိုတဲ့စကားကကျမတို့ဘဝမှာအရင်အရေးကြီးတယ်။တနေ့တနေ့ရှင်းသန်နေတာကြိုးစားနေတာအလုပ်တွေလုပ်နေတာပတ်စံတွေရှာနေတာစာတွေကြက်နေတာဒါတွေအားလုံးကဘဝမှာကောင်းကောင်းမွန်မွန်နဲ့ပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ဆိုတဲ့ဥတီချက်နဲ့ဆောင်ရွက်ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ပျော်အောင်လုပ်နေပေမဲ့ပျော်ခြင်းမှလည်းပျော်မှာပေါ့တခါတလေကျတော့လေဘဝမှာရှင်းသန်နေရင်ပျော်စရာလည်းမရှိပါဘူးကျေးဇူးတင်စရာလည်းမရှိပါဘူးစိတ်ထဲအဆင်မပြေနေဘူးရေလို့ဖြစ်လာတတ်ကြတယ်ဘဝမှာတစုံတစ်ခုကမှားယွင်းနေပြီဆိုတော့ကိုသိလိုက်တာနဲ့တပြိုင်နက်ချက်ချင်းအတိအမှတ်ပြုပြီးအဖြေကိုရှာတတ်ဖို့အရေးကြီးပါတယ်သူများတွေကိုပျော်အောင်လုပ်ဖို့ကြိုးစားရင်းနဲ့ကိုယ့်အတွက်ကိုမပျော်တတ်တော့တာမျိုးလည်းရှိတတ်ပါတယ်ကျမတို့သိထားရမှာကကိုယ်တိုင်ပျော်နေမှသာကိုယ်တိုင်ခံစားချက်ကောင်းနေမှသာကိုယ့်ဘဝတွေမှာရှိတဲ့သူတွေရဲ့ပျော်ရွှင်ခြင်းဝိညာဉ်ကိုလှုံ့ဆော်ပေးနိုင်မှာဖြစ်တာကိုပါပဲဒါကြောင့်မို့လို့ကျမကတော့ဘယ်ရောမဆိုကိုငါပြောရလားလို့ပဲရေးမိလေးရှိတယ်ငါပြောရလားငါဘဝကကျေးဇူးတင်စရာတွေရှိရလားငါလုပ်နေရတဲ့အလုပ်ကိုငါကြိုက်ရလားငါစိတ်ကအဆင်ပြေနေရလားရေဘူးကအဖြစ်ဒီလိုအချက်တွေကိုကျမမိလေးရှိရပါပဲဒီမိကိုနေရာဖြေဖို့လွယ်ကူတယ်လို့ထင်ရပေမဲ့တကယ်တမ်းဖြေမယ်ဆိုရင်ကိုယ်တိုင်ရွတ်သားမှုရှိဖို့ကိုယ်ခံစားချက်တွေကိုလင်ညာမထားဖို့ကိုယ်အဖြေအပေါ်ကိုဘယ်သူကအထင်ကြီးရဲ့အထင်မကြီးဘူးဆိုတာတွေကိုထည့်မတွက်ဖို့အရေးကြီးပါတယ်ကိုယ့်အတွက်ကိုပထမဆုံးစဉ်းစားတတ်တဲ့သူကတကူကောင်းဆန်တဲ့သူလို့တချို့တွေကထင်ကောင်းထင်မှာဖြစ်ပေမဲ့ကျမကတော့အဲ့လိုမယူဆပါဘူးကျမတို့ကကိုယ်စိတ်ကိုသိတဲ့အခါကိုဂရုစိုက်နိုင်လာပါလိမ့်မယ်ကိုတကယ်ပြောတယ်မပြောဘူးဆိုတာကိုသိကြအောင်လုပ်နိုင်ပါတယ်ဒီလိုနဲ့ကျမတို့ကကောင်းမွန်တဲ့ပျော်ရွှင်တဲ့ဘဝကိုရလာနိုင်ပါတယ်ဘယ်သူကမှမနာလို့မဖြစ်တတ်တော့ဘူးနေ့စဉ်ဘဝမှာပျော်ရွှင်နိုင်ပါတယ်နောက်တစ်ခုအရေးကြီးဆုံးကတော့တခြားသူတွေကပျော်ရွှင်အောင်ကူညီထောက်ပံ့ပေးနိုင်တဲ့စွမ်းအင်အရင်းမြစ်တွေကိုကျမတို့စိတ်မှာပေါ်ပေါက်လာတာမို့လို့ပါပဲတွေ့သဖြင့်အိမ်မှာမိသားစုမှာဥဆောင်နေရတဲ့သူတွေကကိုယ်စိတ်ကိုလည်းပြောင်းထားတင်ပါတယ်အပြစ်ကင်းတဲ့ပျော်ရွှင်ခြင်းဖြစ်ဖို့တော့လိုအပ်ပါတယ်ကိုကစပြီးတော့မပျော်ရွှင်ဘူးဆိုရင်ကိုအိမ်အောင်ဘက်ကိုဖေမေကိုသားသမီးတွေလည်းပျော်ရွှင်ကြမှာမဟုတ်တော့ပါဘူးဒါကြောင့်မိသားစုမှာအလုပ်ခွင်မှာအားလုံးပျော်စေခြင်းနဲ့ဆိုရင်ကိုကစပြီးပျော်ပျော်ရွှင်ရွှင်ကြည်ကြည်လင်လင်နေသားတက်ဖို့ကလည်းအရေးကြီးပါတယ်အပျော်ဆိုတာစွမ်းအင် energy သဘောမျိုးကူးစက်တတ်ပါတယ်စိတ်ညစ်စရာတွေကလည်းဒီသဘောအတိုင်းပါပဲပျော်ရွှင်ခြင်းတွေကနေပျော်ရွှင်ခြင်းတွေပေါက်ဖွာလာတယ်စိတ်ညစ်ညူးစရာတွေကနေစိတ်ညစ်စရာတွေသာပေါ်ပေါက်လာတတ်တာကသဘာဝပဲဖြစ်ပါတယ်